ကယ်ဆိုမေးပြလိုက်နာကျင်ချင်းတွေမိထားလိုက်မျောလင်းဆုံးကလေးရဲ့ဒီလိုတို့တွေဆုံးတွေ့ခိုင်းရှေးရောက်တောက်ပေါင်းလုံးနဲ့မင်းမဝါလေးနဲ့မင်းနေပါတူတူနေစားဖို့တော့တို့ရဲ့ဘဝကဟိုအဝေးမှာအပြာရောင်မိုးကောင်းရင်ကျေစုလေးတွေချွေသွားခိုင်းပြောနိုင်မှုကလေးရဲ့ငုံနဲ့မျက်ရည်တွေသုံးလိုက်ဘယ်လိုဝေးသွားလဲလဲဆုံးသက်တဲ့ဒီချင်နေမှာချေရောက်တော့ပေါင်းလုံးနဲ့မင်းမဝါလေးနဲ့ဟိုအဝေးမှာဟိုရင်ကားစံလန်းလေးမေးလိုက်ပါရင်ကားစံလန်းလေးဟိုတော့ငါနဲ့ခဲ့ဘူးတဲ့နန်းလေးတွေတော့အခုတော့တိမ်များလို့လေးရန်လေးပါသွားလေးရန်လေးပါသွားကဲဆိုမေးပြလိုက်နာကျင်ချင်းတွေမိထားလိုက်မျောလင်းဆုံးကလေးရဲ့ဒီလိုတို့တွေဆုံးတွေ့တိုင်းရှေးရောက်တောင်းပါလို့နဲ့မင်းမဝါလေးနဲ့မင်းနေပါသူတို့နေစားဖို့တော့တို့ရဲ့ဘဝကဟိုအဝေးမှာအပြာရောင်မိုးကောင်းရင်ကျေစုလေးတွေချွေသွားတိုင်းပြောနိုင်မှုကလေးရဲ့ငိုနဲ့မျက်ရည်တွေသုံးလိုက်ဘယ်လိုဝေးသွားလဲလဲဆုံးသက်တဲ့ဒီချင်နေမှာရှေးရောက်တော့ပေါင်းလို့နဲ့မင်းမဝါလေးရဲ့ဟိုအဝေးမှာဟိုရင်ကားစံလန်းလေးမေးလိုက်ပါရင်ကားစံလန်းလေးဟိုတော့ငါနဲ့ခဲ့ဘူးတဲ့နန်းလေးတွေတော့အခုတော့တိမ်များလို့လေးရန်လေးပါသွားလေးရန်လေးပါသွားဟိုရင်ကားစံလန်းလေးမေးလိုက်ပါရင်ကားစံလန်းလေးဟိုတော့ငါနဲ့ခဲ့ဘူးတဲ့နန်းလေးတွေတော့အခုတော့တိမ်များလို့လေးရန်လေးပါသွားလေးရန်လေးပါသွားဟိုရင်ကားစံလန်းလေးမေးလိုက်ပါရင်ကားစံလန်းလေးဟိုရင်ကားစံလန်းလေးမေးလိုက်ပါရင်ကားစံလန်းလေးဟိုအားလုံးဒီမှာရှင်ပြန်သွားခဲ့တယ်ဒီလေးသားကန်အတွက်လည်းသုံးသပ်ပေးပါအောင်